မင်္ဂလာပါခင်ဗျဝန္ဒနာရှင်များမနေ့က30ခွန်ဆိုတော့20ခွန်နဲ့စမပြေဖြစ်သွားတယ်ပေါ့ဗျာနော်ဟုတ်ပြီကျွန်တော်ဒီညနေအတွက်ထိစီနောက်ပိတ်လေးတွက်ပြီနော်ထိစီနောက်ပိတ်လေးက8338ဆိုတဲ့6အဲ့ဒီ6ကြောင့်ဒီလုံးပေါင်းချင်း6လို့ကြားတယ်6လို့ကြားတယ်ဒီထိစီခွန်ဒီခွန်ကဒီလိုပေါင်းချင်း2ဖြစ်တယ်နော်19ဆိုတဲ့9ကြောင့်ဒီလေးလုံးပေါင်းခြင်းလေးလို့ကြားတယ်အလေးလို့ကြားခဲ့တဲ့ဒီ9ထိပ်စီးကဒီနှလုံးပေါင်းခြင်း9လို့ရိုက်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီနေ့ဒီမှာအဲ့ဒီ9ကဒီလေးလုံးပေါင်းခြင်း9ရဲ့နှက်က6လို့ကြားခဲ့တဲ့ဒီထိပ်စီး3ထိပ်စီးကဒီညနေမှာခွန်နဲ့ပေါင်းခြင်း3ဖြစ်မယ်ဆိုရင်3ဖြစ်မယ်ဆိုရင်6 3ရဲ့ပါဝါ10ဖြစ်မယ်ဆိုရင်ဒီ3ရဲ့နှက်ခတ်5ဖြစ်မယ်ဆိုရင်6 6 1 8ထိပ်စီးဆွဲ6 1 8ထိပ်စီးတအားကောင်းနော်6 1 8ထိပ်စီးတအားကောင်းတယ်နောက်ပိတ်ကလေးကိုထပ်တွက်ပြပေးမယ်နော်နောက်ပိတ်ကလေးကဒီ8အဲ့ဒီ8ကဒီလိုလေးလုံးပေါင်းချင်း8လို့ကြားခဲ့တယ်ဟောဒီ1အဲ့ဒီ1ကဒီ3လုံးပေါင်းချင်းပြန်ပြီးတော့1ရဲ့ပါဝါ6လို့ရိုက်တယ်ဒီ9ကဒီ3လုံးပေါင်းချင်းလာပြီးတော့9ရဲ့နှက်က6လို့ရိုက်ခဲ့တယ်ဟောဒီ4ဒီ4ကဒီ3လုံးပေါင်းချင်း4လို့4နောက်ပိတ်ရိုက်သွားခဲ့တယ်နော်အဲ့တော့ဒီ4ကဒီမနေ့မှာ4ရဲ့နှက်က2ဆိုပြီးတော့ကြံခဲ့တယ်ဟောဒီခွန်ကဒီ3လုံးပေါင်းချင်းခွန်ဖြစ်မယ်ဆိုရင်2ခွန်ရဲ့ပေါင်းမှာ2ဖြစ်မယ်ဆိုရင်ခွန်နှက်က3ညဖြစ်မယ်ဆိုရင်5 2ခွန်5အပိတ်ဖြစ်ပါတယ်ခင်ဗျနော်ဟုတ်ပြီနော်ဒါညနေအတွက်ပါခင်ဗျနော်အဲ့တော့10ရက်ညနေပေါ့ဗျာ10ရက်ညနေဒါလည်း618ထိပ်618ထိပ်နော်618ထိပ်ပြီးတော့2ခွန်5အပိတ်2ခွန်5အပိတ်တွေးလိုက်တော့6နှစ်6ခွန်65နော်1နှစ်1ခွန်1 5နော်နောက်ပြီးတော့8နှစ်8ခွန်8 5ဖြစ်ပါတယ်တဲ့ပါပဲနော်အားလုံးပေါက်ပေးလို့ခြင်းတဲ့သူများ39ခွန်6 136ခွန်6ဘိုင်ပါကိုလာခဲ့ပါနော်ဘိုင်ပါကိုလာခဲ့ပါဒီညနေအပူးလေးတတိထားပါခင်ဗျပေါက်ပေး2000ကျပ်ပါနော်ပေါက်ပေး2000ကျပ်ပါ